မိုးလင်းလို့နေအောင်တွေထွက်လာပြီဆိုတော့ကျွန်တော်ဖေရဲ့လုပ်ငန်းတွေစတင်ပြီပြူးကျဲဖို့မြေတွေဖနေတဲ့ကျွန်တော်ဖေကိုတော့မကူပဲဗီဒီယိုရိုက်နေခဲ့တာကျွန်တော်ပါအဖေကမကူနဲ့ရတယ်ဆိုလို့ကျွန်တော်အကြိုက်ဗီဒီယိုပဲဆက်ရိုက်နေခဲ့တာပါပေါက်တူနဲ့မြေဖပြီးရတယ်အရင်နေ့တွေကကျဲထားတဲ့ view ပင်တွေကိုကျွန်တော်ဘေကရေဆက်လောင်းတယ်ကျွန်တော်မာတာမိခင်ကြီးကပြိုးကျဲပြီးလို့ပြန်လာကြမဲ့တားဖတွေအတွက်ချက်ပြုတ်ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်တက်ရှင်လက်ဆက်တဲ့ငစုပ်တွေကိုကြိုက်ပါတယ်ဆိုတဲ့ခင်မွန်လောင်ကြီးအတွက်ငစုပ်တွေလုံးပြီးချက်ဖို့ပြင်ဆင်နေတာကျွန်တော်အမေပါအိမ်ပြန်ရောက်လာပြီးမနာရသေးတဲ့ကျွန်တော်အဖေကိုကျွန်တော်အမေကသူ့လက်စစ်မီးဖို့ပြတ်သွားလို့အာမနာရှာမကြိုပြင်ခိုင်းသေးတယ်ဗျာဖေကတော့အခင်းဆိုင်ပြိုးကျဲမိဖို့ပြင်ပြီးတော့လဲခုချိန်ကြီးချက်ပြုတ်လို့မပြီးသေးတာကျွန်တော်အမေပါနေ့လယ်စာတော့မစားရသေးတဲ့ကျွန်တော်ဖေကငါးသေးသေးလေးတွေကိုပြန်ပြီးဆက်လုပ်ရပြန်တယ်ဒါကတော့ကျွန်တော်ဖာပါချစ်စရာကောင်းနေလို့ဗီဒီယိုထဲထည့်ထားတာပါဝမ်းလို့ဖြစ်တော့လာတယ်လေလာလာမလို့ဒီမစရရဲ့ငါးသေးသေးလေးတွေကိုပြင်မမှန်အားကျိုးမှန်တဲ့နေ့လယ်စာမိပြီးလုပ်နေကြတာကတော့ကျွန်တော်တို့စားဖို့တော့မဟုတ်ပါဘူးအိမ်ကကျေးဇူးရှင်ကြောင်ရှိကောင်ရဲ့ဝမ်းထဲထည့်ပေးဖို့ပါတဏီကုံချက်ပြုတ်ပြီးနောက်ဆုံးတော့ကျွန်တော်မိဟာအောင်မြင်စွာချက်ပြုတ်ပြီးစီးသွားပြီပဲဖြစ်ပါတယ်သမီးမစားခင်ဘုံမိုင်းဝါရှာပြက်လို့ပြင်ပေးအောင်ဆိုလို့မိမရဲ့အမိန့်ကိုမဖီဆန်ပဲပြင်ပေးရှာတယ်ကျွန်တော်ဖေသမင်းစားပြီးခဏနာပြီးတော့ကျွန်တော်ဖေရဲ့မပြီးပြက်တွေရဲ့ပြူးကျဲဖို့မြေဖွာတာတွေကိုဆက်လုပ်တယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ